6ထက်ကြီးရွှေသားလျောင်းဖျားကိုမူလအလူရှင်စာဘိုးသာကမြန်မာတက္ကရာ1269ခုနှစ်မှာစတင်တည်ထားပြီး1284ခုနှစ်မှာပြီးစီးပါတယ်မူလဘုရားကြီးပုံစံမှာအခုဖူးမြင်ရတဲ့ပုံစံမျိုးမဟုတ်ပဲအချိုးအစားကျနာခြင်းမရှိသေးပါ1958ခုနှစ်မှာရိုးရင်းပျက်စီးလာတဲ့မူလဘုရားကြီးကိုဖျက်ပြီး1958ခုနှစ်အရောက်မှာနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုဦးဆောင်လို့အခုဖူးမြင်ရတဲ့ကြီးညိုတပ်ပတ်ပွဲရကောင်းတဲ့ပုံစံဖြစ်နေစတင်တည်ထားပါတယ်6ထက်ကြီးဘုရားကြီးရဲ့ထူးခြားခြင်းမှာမျက်လုံးတော်ကိုဖန်မျက်လုံးထည့်သွင်းထားခြင်းဖြစ်ပါတယ်ဖန်မျက်လုံးတော်ရဖို့အတွက်ရန်ကုန်နဂါးဖန်ချက်စက်ုံပိုင်ရှင်ဦးကျင်ဝမ်ကနိုင်ငံခြားဖြစ်အကောင်းစားမှန်ချက်တွေကိုမှားယူပြီးမျက်လုံးတော်ပုံစံအပူပေးကွင်းညွတ်ဖန်တီးပါတယ်တဘာဝမျက်လုံးအယောင်တိုင်းဖြစ်အောင်မြန်မာပြည်ခိတ္တရောက်နေတဲ့တရုတ်ပကြီးဆရာကြီးထံအနံပြီးဆေးချယ်စေပါတယ်ဒါကြောင့်ပဲကြီးညိုတပ်ပတ်ပွဲရအလွန်ကောင်းတဲ့ဖန်မျက်လုံးတော်နဲ့6ထက်ကြီးရွှေသားလျောင်းဖျားကိုအခုချိန်မှာဖူးမြင်ရတာပဲဖြစ်ပါတယ်